နောက်ဆုံး10 လမြတ်ဗုဒ္ဓဆိုတဲ့မဟာပရိနိဗ္ဗာန်သုတ်မှလာတဲ့ပရိနိဗ္ဗာန်မဆံခင်10 လပရိနိဗ္ဗာန်ဆံဖို့10 လအလိုဝါဆိုလာပြီးကျော်တရက်လာမဲ့ကဆုံလမှာပြိဋိဘံဆံမယ်ဆိုရင်ဝါဆိုလာပြီးတော့တည်းရဲ့မြတ်စွာဘုရားဟာအမတန်ပြင်းထန်တဲ့ယောဂဝေဒနာတစ်ခုဖြစ်သွားအဲ့ဒီယောဂဝေဒနာကဘလောက်ပြင်းထန်တယ်လဲဆိုရင်မာရဏန္တိကဆိုတာသေခြင်းနာကတ်သွားသို့မို့သေမပြောင်းမဲ့ယောဂမျိုးခေတ်စကားနဲ့ပြောရင်တော့အင်ကေဝါတွေပေါ်ကုလို့မရဘူးဆိုယောဂမျိုးနော်ဆရာဝန်တွေလက်တဲ့ယောဂမျိုးဆိုကုလို့မရတော့ဘူးလို့ပြောရတဲ့ယောဂမျိုးအင်ကေဝါတွေပေါ်အဲ့ဒီယောဂမျိုးဖြစ်တာမြတ်စွာဘုရားက10 လအတွင်းအဲ့ဒီယောဂမပေါ်အောင်ထိန်းလိုက်တယ်။ဘာနဲ့ထိန်းတော့ဆိုရင်ဟောဒီသန္တာဝိရိယဝိမာန်တစိတ်ဓာတ်ဆိုတဲ့အိဋ္ဌိပတ်၄ ပါးအင်းအားတွေစုစည်းပြီးတော့အာယုသင်္ခါရဖလသမဘဝင်စားပြီးတော့မြတ်စွာဘုရားထိန်းလိုက်တယ်ထိန်းလိုက်တာ10 လတိတိအဲ့ဒီယောဂပြန်မပေါ်ခုခေတ်ကတော့အဲ့လိုစိတ်ဆွမ်းအားမရှိတဲ့အခါဘာလုပ်လို့ဆိုရင်တေကန်နေလို့ဆိုရင်ဆိုလူကုတ်တဲ့ထုံးပေးတာစိတ်ဆွမ်းအားရှိနေသည့်အတွက်ကြောင့်စိတ်ဆွမ်းအားကိုအသုံးပြုပြီးတော့10 လတိတိယောဂမပေါ်အောင်ထိန်းတာတာမန်ဖလသမဘမျိုးဆိုရင်မထိနိုင်ဘူးတဲ့အဲ့ဒီနေရာမှာအာယုသင်္ခါရဖလသမဘဆိုသန္တာဝိရိယဝိမာန်တစိတ်ဓာတ်ဆိုတာဒါရီစွမ်းအားတွေမြင့်ပြီးတော့ဝိပဿနာကိုအသေးစိတ်တိုးမြင့်ပြီးတော့ဝိပဿနာကျင့်စဉ်ကိုဝိပဿနာကျင့်စဉ်နဲ့စွမ်းအားပြည့်တဲ့ဝိပဿနာနဲ့ရောက်ရှိသွားတဲ့ဖလသမဘကိုဆိုအဲ့ဒီဖလသမဘနဲ့ထိမ့်လိုက်တာ10 လအတွင်းဒီယောဂတွေလုံးဝပေါ်လာကျမ်းမာသွားပဂတိကျမ်းမာဟောစိတ်ဆွမ်းအားနဲ့ဖြစ်တာဘာကြောင့်မြတ်စွာဘုရားက10 လတိတိယောဂတွေမပေါ်အောင်ထိန်းတယ်လဲလို့ဆိုရင်သူ့အတွက်မဟုတ်ဘူးဘုရားပွင့်လာတာသူ့အတွက်မဟုတ်တတ္တဝါတွေအတွက်ဘယ်သူအတွက်လဲလို့ဆိုလို့ရှိရင်နောက်10 လပြည့်ကဆုံလပြည့်နေ့မှာမြတ်စွာဘုရားကိုလာရောက်တွေ့ဆုံတဲ့သုပတ္တဆိုတဲ့ပြပိုက်ကြီးရှိတယ်အဲ့ဒီပြပိုက်ကြီးကမြတ်စွာဘုရားကသာ10 လစောပြီးပြိဋိဘံဆံသွားမယ်ဆိုရင်အဲ့ဒီပြပိုက်ကြီးကလွဲသွားပြီဘုရားတရားတော်ကိုမနာလိုက်ရဘူးဆိုလို့ရှိရင်အဲ့ဒီပြပိုက်ကြီးကလွဲသွားပြီဒီဘဝ